ကျွန်တော်တို့ဟာဆူတောင်းခြင်းအပြင်ဘုရားသခင်နဲ့တရက်စကားပြောနိုင်တဲ့အကြောင်းအရာကိုတော့ကျွန်တော်တို့သိထားကြပေမဲ့တမန်ကျမ်းစာတွေကဖော်ပြချက်အရာဘုရားသခင်ကကွဲပြားတဲ့တာဝန်အသီးသီးကိုပေးထားတဲ့ကောင်းကင်တမန်ဒီစီကနေတဆင့်ကျွန်တော်တို့ကိုပြန်ပြီးတော့မှစကားပြောလို့ရှိတယ်ဆိုတဲ့အရာကိုပါဖော်ပြထားတာရှိပါတယ်။ကောင်းကင်တမန်တွေကိုအဓိကကဏ္ဍကြီး၃ခုခွဲခြားထားပြီးတော့အဆင့်အတန်းအပြင်လေ၉မျိုးရှိတယ်လို့ဖော်ပြထားတဲ့အကြောင်းအရာကိုတော့လူတိုင်းမသိကြသေးပါဘူး။ကောင်းကင်တမန်ရဲ့ဘယ်အဆင့်မှာဘယ်လိုကောင်းကင်တမန်တွေရှိနေမလဲဆိုတဲ့အရာကိုကျွန်တော်ဒီနေ့ဖော်ပြပေးသွားမှာပါ။ပြီးတော့သူတို့တွေကကောင်းကင်တမန်ရဲ့ဘယ်အဆင့်ဘယ် level မှာပဲရှိကျွန်တော်တို့လိုစိတ်ဝိညာဉ်ရှိတဲ့ပုံကိုယ်တွေပါ။သူတို့ဟာလူသားတွေရဲ့အချိန်ကာလထက်မြင်နိုင်တယ်သိနိုင်တဲ့အစွမ်းတွေရှိတာကြောင့်ကျွန်တော်တို့လူသားတွေထပ်ပို့ပြီးတော့မှစိတ်တွေပို့ပြီးရှည်ကြတယ်လို့ပို့ပြီးတော့လည်းခွင့်လွှတ်တတ်ကြပါတယ်သူတို့ဟာကျွန်တော်တို့ကိုကူညီဖို့ခန့်အပ်ထားတဲ့သူတွေဖြစ်ပြီးတော့ကျွန်တော်တို့ရဲ့ဘဝရဲ့ရည်မှန်းချက်တွေကိုလည်းသူတို့နားလည်သိရှိကြပါတယ်ဒါပေမဲ့သူတို့ရဲ့လိုအင်ဆန္ဒတွေကိုကျွန်တော်တို့အပေါ်မှာဘယ်တော့မှအတင်းကျပ်မလှုပ်ဆောင်ကြပါဘူးဆိုတဲ့အရာကိုပါကျမ်းစာထဲမှာဖော်ပြထားပါတယ်ဆိုတော့အခုကောင်းကင်တမန်၉မျိုးအကြောင်းကိုလေ့လာကြည့်ကြရအောင်ပေါ့နံပါတ်1 Seraphim ဆိုတာကတော့ Hebrew ဘာသာစကားအရာမီးတောက်နေတဲ့သူများလို့အဓိပ္ပာယ်ရပါတယ်ကျမ်းစာထဲမှာဆိုရင်တော့သူတို့ကိုမျက်နှာလက်ခြေထောက်တွေရှိတယ်လို့ဖော်ပြထားပါတယ် Seraphim ဆိုတဲ့အရာမှာအများကိန်းအနေနဲ့ဖော်ပြတာဖြစ်ပြီးတော့တဦးတစ်ယောက်တစ်ပါးဆိုရင် Seraph လို့ခေါ်ပါတယ်Seraph တစ်ပါးစီမှာအတောင်ပံ6ခုရှိပြီးတော့၄ခုကိုတော့ဘုရားသခင်ရဲ့အရှိတော်မှာနှိမ်ချတဲ့သဘောအနေနဲ့မျက်နှာကိုဖုံးကွယ်ဖို့ရအတွက်အသုံးပြုပြီးတော့ကျန်တဲ့အတောင်ပံ2ခုကိုပဲပြန်တန်းရမှာအသုံးပြုကြပါတယ်သူတို့ဟာဘုရားသခင်ရဲ့အရှိတော်မှာတန်ရှင်းတော်မူ၏လို့ကြွေးကြော်ပြီးတော့ဘုရားသခင်ကိုအမြဲတမ်းပူဇော်နေကြတဲ့သူတွေပါသူတို့တွေဟာဘုရားသခင်နဲ့အနီးကပ်ဆုံးကောင်းကင်တမန်တွေဖြစ်ပြီးတော့ဘုရားသခင်ရဲ့ပလင်တော်ကိုဝိုင်းရံကဘုရားသခင်ရဲ့မြတ်တာကိုကိုးစားပြုတယ်တောက်ပတဲ့အလင်းတန်းတွေကိုထုတ်လွှတ်နေကြတဲ့ကောင်းကင်တမန်တွေဖြစ်ကြပါတယ်သူတို့ကိုမီးတောင်များလို့လည်းလူသိများကြပြီးတော့တခြားဘဲကောင်းကင်တသဝါကမှာသူတို့ကိုတိုက်ရိုက်မော်မကြည့်ရတဲ့အထိဘုံတကောအာနုဘော်တော်ကြီးမားတဲ့အရာကိုလည်းဖော်ပြထားတာရှိပါတယ် Seraphim တွေကကပောင်မြေပေါ်ကိုဆင်းသက်လာတဲ့အခါမှာဆိုရင်အရက်ရှိတယ်တန့်ပြန့်တဲ့လူသားတွေပုံစံကိုယူထားပြီးတော့မှဆင်းသက်လာလေရှိကြပါတယ်နံပါတ်2 Cherubim ကတော့ကောင်းကင်တမန်တွေထဲမှာကောင်းကင်ဘုံရဲ့မှတ်တမ်းကိုထိမ့်သိမ်းပြီးတော့ဘုရားသခင်ရဲ့ဉာဏ်တော်ကိုတီးခွင့်ရထားတဲ့သူတွေပါသူတို့ဟာအေဒင်ဥယျာဉ်ကနေလူသားတွေကိုနှင်ထုတ်တဲ့အခါမှာလူမျိုးအရေးကြီးတဲ့အလုပ်တွေမှာသူတို့ကတာဝန်ယူထားရတဲ့မြေကြီးပေါ်ကိုဆေးလွတ်ချင်းခံထားရတဲ့ကောင်းကင်တမန်တွေဖြစ်ပါတယ်ရှေးဟောင်းအမှုပညာတွေမှာဆိုရင်သူတို့ကိုလူမျက်နှာနဲ့အတောင်ပံပါတဲ့ရုပ်တုတွေအဖြစ်ဖော်ပြထားလိမ့်ရှိပါတယ်ကျွန်တော်တို့အားလုံးရဲ့ဇလိုက်ကြော်ကြီးလူစီဖာဟာလည်းမကောင်းမှုထဲမှာမကြဆုံးခင်ကဒီ Cherubim အမျိုးနွယ်ဝင်ကောင်းကင်တမန်တစ်ပါးဖြစ်ခဲ့ပါတယ်နံပါတ်3 Thrones ကတော့အထူးဆန်းဆုံးပုံစံတွေရှိနေတဲ့ကောင်းကင်တမန်တွေပါသူတို့တွေဟာမျက်လုံးအများကြီးရှိတယ်အတောင်ပံပါတဲ့ဘိန်းကြီးတွေနဲ့တူတယ်လို့ဆိုပါတယ်သူတို့တွေဟာဘုရားသခင်ရဲ့စီးတော်ရင်အဖြစ်တာဝန်ယူထားရပြီးတော့ကျွန်တော်တို့တွေအတွက်ဘုရားသခင်ရဲ့စီမံကိန်းတွေကိုအကောင့်ထဲပေါ်ဖို့ရမှာဒါမှမဟုတ်တရားစီရင်မှုကိုလှုပ်ဆောင်တဲ့အခါမှာတာဝန်ယူဆောင်ရွက်ပေးရတဲ့ကောင်းကင်တမန်တွေပဲဖြစ်ပါတယ်ဒီကောင်းကင်တမန်၃မျိုးကတော့အမြင့်ဆုံး ranking ထဲမှာရှိနေတဲ့ကောင်းကင်တမန်တွေဖြစ်ပြီးတော့မှအလဲလက်တန်းစာကောင်းကင်တမန်တွေအကြောင်းကိုဆက်ပြီးတော့ပြောပြပါမယ် Dominions တွေကဒုတိယအဆင့်မှာရှိတဲ့ကောင်းကင်တမန်တွေဖြစ်ပါတယ် Dominions တွေကကောင်းကင်ဘုံနဲ့လူသားအကြားမှာရှိနေပြီးတော့မှတဝတ္ထုစိတ်ဝိညာဉ်အကောင်းနဲ့အဆိုးအကြားကဟန်ချက်တွေကိုညီအောင်ထိန်းပေးရတဲ့ကောင်းကင်ဘုံကြီးကြပ်ရေးမှုတွေလို့အဓိပ္ပာယ်ဖော်ထားပါတယ်သူတို့ကိုအလဲလက်တန်းစားမန်နေဂျာတွေလို့ကျွန်တော်တို့မှတ်ယူလို့ရပါတယ်သူတို့ဟာ Seraphim နဲ့ Cherubim တို့စီကနေတိုက်ရိုက်အမိန့်တွေကိုခံယူပြီးတော့မှသူတို့အောက်မှာထပ်ပြီးတော့မှရှိနေသေးတဲ့ကောင်းကင်တမန်တွေကိုထပ်ပြီးတော့မှအလုတ်ခွဲဝေပေးရပါတယ်သူတို့ရဲ့အဓိကတာဝန်ကတော့အစိုးရခေါင်းဆောင်တွေနဲ့အာဏာပိုင်စီတွေကိုအုပ်ချုပ်ဖို့အာဏာကိုလွှဲပြောင်းပေးတဲ့အခါမှာအရေးကြီးတဲ့တာဝန်ကိုယူကြတဲ့ကောင်းကင်တမန်တွေဖြစ်ပါတယ်နံပါတ်5 Virtues ကတော့အလင်းဆက်လေးတွေနဲ့တူတယ်လို့ဖော်ပြထားပါတယ်သူတို့ကတဘာဝလောကကြီးကိုထိမ့်သိမ့်ဖို့နဲ့အိပ်ပံပညာရပ်ဆိုင်ရာနယ်ပယ်တွေမှာတက်ရှိတွေကိုစိတ်ကူးစိတ်သန်းနေနဲ့အတွေးခေါ်တွေတာဝန်တွေကိုပေးဖို့အတွက်သူကတာဝန်ယူထားရတဲ့ကောင်းကင်တမန်မှာသူတို့ဟာအပေါ်မှာရှိတဲ့ကောင်းကင်တမန်တွေရဲ့အမိန့်တွေကိုနားထောင်ပြီးတော့မှဘသူကထိုက်တန်တယ်လဲဘသူကမထိုက်တန်ဘူးလဲဆိုတဲ့အရာကိုဆုံးဖြတ်ရပြီးတော့အံ့ဖွယ်တဲ့နမိတ်လက္ခဏာတွေကိုပြောင်းလဲဖန်တီးပေးတတ်ပါတယ်ကျွန်တော်တို့လောကမှာဆိုရင်တော့သူတို့ကအမှုပညာရှင်တွေကုသပေးတဲ့လူနဲ့သိပ္ပံပညာရှင်တွေအဖြစ်ဘယ်လိုမျိုးရွေးချယ်ပြီးတော့မှသတ်မှတ်တယ်လဲဆိုတဲ့အရာကိုသူတို့ကတာဝန်ယူကြရတာပါနံပါတ်6အနေနဲ့ Powers တွေကကောင်းကင်ဘုံမှာတော့တောက်ပတဲ့အယောင်သွေးရှိတဲ့ခိုးအငွေတွေနဲ့ဖြစ်ပုံဖော်ထားပါတယ်သူတို့ဟာကောင်းကင်ဘုံနဲ့ညီကြီးအကြားကနေကြားဆောင်တက်တွေပါသူတို့ဟာမွေးဖွားခြင်းနဲ့တိတ်ဆုံးခြင်းနဲ့သက်ဆိုင်တဲ့ကောင်းကင်တမန်တွေလည်းဖြစ်ပါတယ်အချို့ကတော့သူတို့ဟာကဘာကြီးကိုဖျက်ဆီးဖို့လာမဲ့မကောင်းဆိုးဝါးတွေကိုနှိမ်နေရတဲ့သူတွေလို့ယုံကြည်ကြပါတယ်ဘယ်လိုပဲဖြစ်ဖြစ် Powers တွေကဘာသာရေးနဲ့အတွေးခေါ်ဆိုင်ရာကျွမ်းကျင်သူတွေအတွက်အတိုင်ပင်ခံဖြစ်တယ်လို့ပါထပ်ပြီးဖော်ပြထားတဲ့အရာရှိပါ Dominions Virtues နဲ့ Powers တို့ကတော့အလဲလက်တန်းစားကောင်းကင်တမန်တွေဖြစ်ပြီးတော့မှသူ့ရဲ့အောက်မှာဆိုတော့နောက်ဆုံး
နဲ့အနိုင်ဆုံး level မှာရှိနေတဲ့ကောင်းကင်တမန်3ပါထပ်ပြီးတော့မှရှိနေပါသေးတယ်ဒီတတိယအဆင့်ကကောင်းကင်တမန်တွေကဆိုရင်ကျွန်တော်တို့လူသားတွေနဲ့အနီးကပ်ဆုံးနေရာမှာရှိနေတဲ့ကောင်းကင်တမန်တွေပဲဖြစ်ပါတယ်နံပါတ်9 principalities တွေကအလင်းတန်းနေနဲ့တူတယ်လို့ဖော်ပြထားပါတယ်ထပ်ပြီးတော့မှဥပမာပေးရမယ်ဆိုရင်ကျောင်းအုပ်ကြီးတွေနဲ့တူတယ်လို့ပြောလို့ရပါတယ်သူတို့ကအရာရာကိုစောင့်ကြည့်နေတဲ့သူတွေပါသူတို့တွေဟာနိုင်ငံတွေမြို့ပြတွေရွာတွေမှာဖြစ်ပျက်နေတဲ့အရာတွေကိုစီမံကုတ်ကဲရပြီးတော့မှသာသနာရေးနဲ့နိုင်ငံရေးတွေကိုပဲသူတို့ကထိန်းချုပ်ထားပါတယ်ဒါအပြင်သူတို့အောက်ကကောင်းကင်တမန်တွေကိုထပ်ပြီးတာဝန်တွေကိုခွဲဝေပေးရပါသေးတယ်နံပါတ်10 archangel ဆိုတဲ့အရာကိုတော့ကျွန်တော်တို့ကောင်းကောင်းကြီးရင်းနှီးကြတဲ့အတူတွေရှိပါတယ်ဒီကောင်းကင်တမန်တွေကလူသားမျိုးနွယ်နဲ့ရုပ်ဝတ္ထုပစ္စည်းအားလုံးတွေကိုပါကာကွယ်ပေးရပါတယ်ဒါပေမဲ့သူတို့ကိုကျွန်တော်တို့တကိုယ်ရေးကိစ္စအတွက်အကူအညီမတောင်းလို့မရဘူးဆိုတဲ့အရာကိုပါဖော်ပြထားတဲ့အရာရှိပါတယ် archangel တွေဟာတရားမျှတမှုလိုမျိုးလူသားမျိုးနွယ်တစ်ခုလုံးနဲ့ဆိုင်တဲ့ကိစ္စရပ်တွေကိုပဲကင်တွယ်ဖြေရှင်းရပါတယ်တမန်ကျက်စာထဲမှာဆိုရင် Michael Gabriel Raphael ဆိုတဲ့နာမည်နဲ့တကွာဖော်ပြခြင်းခံခဲ့ရတာကြောင့် Archangel ဆိုတဲ့ angels အမျိုးအစားကလူသိအများဆုံးဖြစ်နေရတာပါသူတို့ဟာမကောင်းဆိုးဝါးတွေကိုတိုက်ထုတ်ကြတယ်လို့ဖျားသခင်ရဲ့အရေးကြီးတဲ့သတင်းစကားတွေကိုကျွန်တော်တို့ရဲ့လူသားတွေအရှိတဲဆောင်ပေးလာခဲ့တဲ့သူတွေဖြစ်ပါတယ်အများအပြားလက်ခံထားတာကတော့ Archangel 9ပါးရှိတယ်လို့ဆိုလိုထားတာရှိပါတယ်နောက်ဆုံးအနေနဲ့အနိုင်ဆုံးကတော့ angels ဆိုတဲ့ကောင်းကင်တမန်တွေဖြစ်ပါတယ်သူတို့ကတော့တာမန်ကောင်းကင်တမန်တွေလို့ပဲဆိုလိုလို့ရပါတယ်သူတို့ဟာအရေးအတွက်အများဆုံးဖြစ်ပြီးတော့လူသားတွေနဲ့ရုပ်ဝတ္ထုလောကခြားမှာတွာလာနေတဲ့သူတွေဖြစ်ပါတယ်သူတို့ဟာလူသားတွေစီကနေသတင်းစကားပါသူတွေအဖြစ်ဆေလွတ်ခံရပါတယ်လူတဦးချင်းစီတိုင်းရဲ့ကိုစောင်းနဲ့တွေကလည်းဒီအုပ်စုထဲမှာပါဝင်ပါတယ်သူတို့တွေဟာလူသားတွေကိုကာကွယ်ပေးရတယ်လို့တတိပေးတာတွေဘုရားသခင်ကနေပြီးတော့မှလာတဲ့စကားတွေကိုပြန်ပြီးတော့မှဖြေကြားရတာတွေ spiritual warfare တွေဖြစ်လာတဲ့အခါမှာလည်းကုညီဆောင်ရွက်ပေးတဲ့အရာတွေပါသူတို့ကလှုပ်ဆောင်ပေးပါတယ်ဒီနေ့ကောင်းကင်တမန်ကိုပေါ့ကိုဖော်ပြပေးရတဲ့အဓိကရည်ရွယ်ချက်ကတော့ဘယ်လိုမျိုးဘုရားသခင်ကကျွန်တော်တို့မမြင်ရတဲ့နောက်ွယ်မှာစီစဉ်တကြကျွန်တော်တို့အတွက်ရှိနေတယ်လဲဆိုတဲ့အရာကိုဖော်ပြပေးခြင်းဖြစ်ပါတယ်ဗီဒီယိုလေးကိုကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်